The Truman Show လို့ခေါ်တဲ့အတူရောင်ကဘာတွေကလူတယောက်ရဲ့ဘဝတခါတလေမှာကျမတို့ရဲ့ဘဝတွေကိုတစုံတစ်ယောက်ကစောင့်ကြည့်နေရလို့ခံစားရဘူးကြလားတင်လှမ်းလိုက်တဲ့ခြေလမ်းတိုင်းပြောလိုက်တဲ့စကားတိုင်းကိုမှတ်တမ်းတင်ထားမယ်ဆိုရင်ရောတင်ဘယ်လိုခံစားနေရမလဲ Truman ဘာပန်းအတွက်တော့ဒါဟာစိတ်ကူးရင်တသက်မဟုတ်ခဲ့ပါဘူးသူဟာတည်ငြိမ်တဲ့အလုပ်ကိုင်တစ်ခုချစ်ရတဲ့အမျိုးသမီးတစ်ယောက်ဖော်ရွေရဲ့အိမ်နာချင်းတွေနဲ့ပြီးပြည့်စုံတဲ့ကဘာတစ်ခုထဲမှာရှင်သန်နေခဲ့ရတဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။ပိုပြီးတိတိကျကျပြရရင်ကင်မရာတွေအပြင်အစင်နဲ့ပတ်ဝန်းကျင်တစ်ခုအပြင်နေထိုင်နေကြတဲ့လူသားတွေကအစစနစ်တကျလေ့ကျင့်ထားတဲ့တရုပ်ဆောင်တွေရှိနေတဲ့ကဘာတစ်ခုပေါ့။သူမသိခဲ့ရလေးတစ်ခုကသူ့ဘဝတစ်ခုလုံးဟာလူသားသမိုင်းမှာအောင်မြင်ဆုံး reality show တစ်ခုဖြစ်နေခဲ့တယ်ဆိုတာကိုပါပဲ။သူကတော့သူ့ဇလန်ရဲ့ဇလိုက်ကျဲပွင့်ကျမတို့ကတော့သူ့ရဲ့ကြည့်ရှုသူပရိသတ်ဖြစ်နေပေါ့ဟန်ဆောင်မှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့ Truman ရဲ့ကဘာကြီးမှာရုပ်ရှင်အပြင်စင်တစ်ခုဖြစ်တဲ့မီးဆိုင်တစ်ခုကောင်းကင်ဘောကပြုတ်ကျလာရကနေတန်တရားတွေစတင်ပေါက်ဖွာလာခဲ့ပါတယ်အရာအားလုံးအစီအစဉ်တကြဖြစ်နေခဲ့တဲ့ဘေးပတ်ဝန်းကျင်ကို Truman တယောက်မြင်တွေ့လာခဲ့တယ်။ထက်ခါနေရာတစ်ခုတွေကနေအချိန်ကွက်တီသွားနေတဲ့ကားတွေတူညီရဲ့အပြုတ်မှုတွေနဲ့တရုပ်ဆောင်နေကြတဲ့လူတွေထူးဆန်းတဲ့အမူအရာတွေကိုခဏလုံနေတဲ့သူ့ဇနီးဖြစ်သူကိုပါတန်တရားတွေစောင့်ဝင်လာခဲ့တယ်။သူ့ရဲ့အတိတ်မှာဒီကဘာကြီးနဲ့ပတ်သက်တဲ့အမှန်တရားကိုပြောပြဖို့စ조사ခဲ့တဲ့မိန်းကလေးဆဖီယာကိုပြန်အမှတ်ရလာခဲ့တယ်။သူမရဲ့စကားတန်တွေက Truman ရဲ့အတွေ့အထဲမှာပဲ့တင်တန်လို့ထက်ခါဖြစ်လာခဲ့တဲ့နောက်မှာတော့အမှန်တရားကိုသိမြင်နိုင်မှုစတင်စ조사ပါတော့တယ်။ဒုက္ခတွေသူမမြင်နိုင်ခဲ့တဲ့နေရန်တွေနဲ့ရုတ်တရက်ပေါ်ပေါက်လာခဲ့တဲ့အတားအဆီးတစ်ခုချင်းစီတိုင်းဟာ Truman အတွက်ရည်ရွယ်ထားတဲ့ဇညွှန်းတစ်ခုပဲဆိုတာကိုသတိထားမိလာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ Truman တယောက်အဖြစ်မှန်တွေကိုသိရှိသွားမလား။ဘာတွေဆက်ဖြစ်လာမလဲဆိုတာနောက်လာမယ့်အပိုင်းနှစ်မှာဆက်လက်စောင့်မျှော်အားပေးကြပါအောင်ရှင်။